အားလုံးပဲမင်္ဂလာပါဗျာကျွန်တော်တို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်လူတစ်ယောက်ရဲ့မွေးသက်ဂရစ်ဆိုတာမှတ်ပုံတင်ဖို့တယ်မဟုတ်ဘူးဗျာအဲ့ဒီထဲမှာပါဝင်တဲ့ကဏ္ဍတစ်ခုချင်းစီကကျွန်တော်တို့ရဲ့ပင်ကိုယ်စရိုက်အားတာချက်နဲ့ကံကြမ္မာတွေကိုဖော်ပြနေတာပါဒီနေ့မှာတော့မင်းရဲ့မွေးသက်ဂရစ်ထဲမှာဘယ်ကဏ္ဍနေအများဆုံးပါတယ်လဲအဲ့ဒီကဏ္ဍတွေကမင်းအကြောင်းဘာတွေပြောနေသလဲဆိုတာကိုအသေးစိတ်ပြောပြပေးသွားမှာပါဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးဖို့ဖိတ်ခေါ်ပါပဲဗျာကဏ္ဍ1ဒီကဏ္ဍပါတဲ့သူတွေကတော့ခေါင်းဆောင်စိတ်အပြည့်ရှိသူတွေပါကုချီတော့ဘောကူရက်တီချင်းကြတယ်ကဏ္ဍ2နူးညံ့သိမ်မွေးတဲ့စိတ်ရှိပြီးပေါင်းသင်းဆက်ဆံရေးမှာအရန်တော်တဲ့သူတွေပေါ့ဗျာကဏ္ဍ3စကားပြောကောင်းပြီးဖန်တီးနိုင်စွမ်းမြင့်မားသူတွေပါလူရွှင်တော်လေးတွေလူပျော်ပျော်နေတတ်ကြပါတယ်ကဏ္ဍ4စီကံကြီးပြီးအလုတ်ကျိုးစားတဲ့လက်တွေသမားလေးတွေပါတည်ငြိမ်မှုကိုမျက်နှိုးကြတယ်ကဏ္ဍ5လွတ်လပ်မှုကိုအရန်ချစ်ပြီးအပြောင်းအလဲနဲ့ခီးသွားရတာကိုဝါသနာပါတဲ့သူတွေပေါ့ကဏ္ဍ6မိသားစုအပေါ်တာဝန်ယူမှုအပြည့်ရှိပြီးမေတ္တာတရားကြီးမားသူတွေလို့ပြောရမှာပါပဲကဏ္ဍ9ဉာဏ်ပညာကြီးမားပြီးလှုပ်ဝက်တဲ့အရာတွေကိုစူးစမ်းကြင်ကြတဲ့အတွေးခေါ်သမားလေးတွေပါကဏ္ဍ10စီးပွားရေးမှာထူးချွန်ပြီးဩဇာအာဏာနဲ့အောင်မြင်မှုရလွယ်တဲ့ကဏ္ဍဖြစ်ပါတယ်ကဏ္ဍ9ပရာဟိတစိတ်ရှိပြီးလူသားချင်းစာနာတတ်တဲ့မြင့်မြတ်တဲ့စိတ်ထားပိုင်ရှင်နေပါပြီကဏ္ဍ3ဒါကတော့အစွမ်းထက်တဲ့ကဏ္ဍပါတခြားကဏ္ဍတွေရဲ့စွမ်းအားကိုပူတူးစေပြီးအခုအလန်းတစ်တွေကိုကိုစားပြုပါတယ်ကဲမင်းရဲ့မွေးတက်ဂရစ်ထဲမှာဘယ်ကဏ္ဍကအထအကောင်ဆုံးလေးဆိုတာကိုမန့်မှာရေးပြီးသွားအောင်နော်ဒီဗီဒီယိုလေးကမင်းအတွက်ဗဟုသုတရစေတယ်ဆိုရင် like share နဲ့ subscribe လုပ်ထားဖို့မမေ့နဲ့ဘူးဗျာအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာအားလုံးပဲကံကောင်းကြပါစေ